ဟိုနေ့ကမင်းနေနေတွေကျဲပြီးဆိုရင်老师တို့ဒီစကားပြောပိုင်းလာမယ်နော်ပြထားတဲ့မင်းနေနေလိုက်ကြည့်ရမှာဒီမှာကြည့်လိုက်သူကဒီဥစ္စာဘယ်လိုဖတ်မှလဲနီးဟောင်းနီးဆိုတာနင်ဟောင်းဆိုတာကောင်းတယ်နင်ကောင်းတယ်ပေါ့နော်သူ့ရဲ့ဒီတိုက်ရိုက်ပြန်မယ်ဆိုရင်တော့နင်ကောင်းတဲ့စပါးတိတ်ပဲလဲဆိုမြင်ကလာပါနှုတ်ဆက်တယ်ပေါ့နော်မြင်ကလာပါဆိုတဲ့အတိတ်ပဲရတယ်နီးဟောင်းမြင်ကလာပါဒီနံပါတ်1ကိုကြည့်မယ်ဟောင်းချီဦးဆိုကြာတယ်ဟောင်းချီဦးဆိုရင်အရန်ကြာတယ်တားကြာတယ်နော်အတော်ကြာတယ်ပူချင်းဆိုမတွေ့ဘူးเนาะကျင့်ဆိုတာတွေ့တယ်ဘူးကျင့်ဆိုတာမတွေ့ဘူးလဲဆိုတာပြီးဘူးကျင့်လဲမတွေ့တာအရန်ကြာပြီဘူးကျင့်ဆိုမတွေ့တာကြာပြီ好久ဘူးကျင့်好久ဘူးကျင့်မတွေ့တာအတော်ကြာပြီဒီလိုမျိုးလေးအရင်ပြန်တတ်ရတယ်လို့စတို့ပြောရင်အကျန်းအရင်ပြန်ပြီးတော့အချောပြန်တယ်ပေါ့နော်အဲ့လိုမျိုးနော်နံပါတ်3ကပါလဲဆိုနီ好吗ဆိုတလားနင်းနေကောင်းတလားနီးဟောင်မနင်းနေကောင်းလားပေါ့နော်နံပါတ်4နီးဟောင်မဆိုနေနေကောင်းလားမတွေ့တာကြာပြီဟောက်ကြုံဘူးကျင့်ဒီမှာနံပါတ်4ကပါလဲဆိုရင်ဟိန်ဟောင်ဟိန်ဆိုအရန်အလွန်ဟောက်ကောင်းတယ်အလွန်ကောင်းတယ်ရန်ကောင်းတယ်ကျေးဇူးတင်ပါတယ်ဆိုရင်ရှစ်ရန်ကောင်းပါတယ်တဲ့ကျေးဇူးတင်ပါတယ်ရန်ကောင်းတယ်ကျေးဇူးတင်ပါတယ်ပေါ့နော်ဒီနံပါတ်5ကိုကြည့်မယ်你的ဆိုနင်းရဲ့爸爸妈妈ဖေဖေမေမေနင်းရဲ့ဖေဖေမေမေ身体ဆိုကျမ်းမာရေးတိုက်ရိုက်ပြန်မယ်ဆိုခနာကိုဒါမှကျမ်းမာရေးလို့လည်းပြောတယ်နော်好吗ကောင်းလားနင်းရဲ့ဖေဖေမေမေကျမ်းမာရေးကောင်းလား你的爸爸妈妈身体好吗ခေါက်ပြန်လာမယ်နော်မင်္ဂလာပါဆိုဘယ်လိုပြောရလဲ你好你好မတွေ့တာတော့ကြာပြီ好久不见了好久不见了你ကောင်းလား你好吗你好吗အရန်ကောင်းတယ်ကျေးဇူးတင်ပါတယ်很好谢谢很好谢谢你ရဲ့ဖေဖေမေကျမ်းမာရေးကောင်းလား你的爸爸妈妈身体好吗你的爸爸妈妈身体好吗